ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကွန်တောင်ကြီး TikTok channel မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်ကတော့ဒီနေ့စဉ်နေတဲ့အနည်းဆက်ဆုံးနဲ့အသေးချာဆုံးပွဲစဉ်လေးတွေကိုဗီဒီယိုလေးတွေနဲ့တကွာတင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကို like and follow လေးတွေနှိပ်သွားပါအောင်လို့ကျွန်တော်ဥစွာပြောချင်ပါတယ်ဗျဟုတ်ကဲ့ဒီကနေ့ညမှာဆိုရင်တော့ကျွန်တော်ဒီမနေ့ပြန်ကြာတာပြည်ညမှာရှင်မြန်ကစားသွားမယ်ဒီ2026ကမ္ဘာဖလားဝင်ခွင့်ရရှိဖို့အတွက်ဒီ playoff အဆင့်နေရာနေရှင်မြန်ကစားသွားမယ်ဒီအီတလီတင်းနဲ့မြောက်အိုင်ယာလန်တင်းတို့ပွဲစဉ်လေးကိုကျွန်တော်ပွဲကြိုတုံးတက်ချက်လေးအနေနဲ့ပြောပြသွားမယ်ဒီပွဲစဉ်လေးကိုကျွန်တော်ပွဲကြိုတုံးတက်ချက်လေးအနေနဲ့မပြောခင်မှာဘာကြောင့်ဒီ playoff အဆင့်တွေထပ်မံရှင်မြန်ခဲ့ရတာလဲဆိုတော့ကျွန်တော်အောက်မှာတိတိကျကျလေးကိုရှင်းပြပါမယ်ဗျ2026ကမ္ဘာဖလားဝင်ခွင့်ရရှိဖို့အတွက်ခြေစံပွဲလေးတွေရှင်မြန်ခဲ့ရတယ်အဲ့ဒီခြေစံပွဲမှာအုပ်စုအသီးသီးရှင်မြန်ခဲ့ပြီးဒီအုပ်စုတွင်းမှာအုပ်စုပထမနေရာမှာရရှိတဲ့အတင်းတာလင်းဒီကမ္ဘာဖလားဝင်ခွင့်ကိုတရက်တန်လွန်တော်ပြီးတော့ဒီအုပ်စုဒုတိယနေရာမှာရရှိခဲ့တဲ့ဆက်နှစ်တင်းနဲ့ဒီ2024-2025 National League မှာအကောင်းဆုံးထိပ်ဆုံး၄တင်းရဲ့ဒီစစ်စုပေါင်း16တင်းအောင်ဆိုရင်ဒီ playoff အဆင့်ကိုထပ်မံရှင်မြန်ခဲ့ရတယ်အဲ့ဒီ playoff ကိုရှင်မြန်ဖို့အတွက်ဒီ၄အုပ်စုထပ်ခွဲရတယ်ဗျအဲ့ဒီ၄အုပ်စုမှာတအုပ်စုကို၄တင်းစီရှင်ပြန်ရမယ်အဲ့ဒီ၄တင်းမှာဒီတင်းတာလင်းဒီနောက်တစ်ဆင့်ကိုတက်လန်တော့မှာဖြစ်တယ်ဗျဥပမာဗျဒီအီတလီအုပ်စုမှာဆိုရင်ဒီအီတလီရဲ့မြောက်အိုင်ယာလန်ရဲ့ဝေးရဲ့ဒီဘော့စနီးယားရဲ့ဆိုပြီးတော့၄တင်းအုပ်စု6ရောက်နေတယ်အမှဒီအီတလီနဲ့မြောက်အိုင်ယာလန်ကနိုင်တဲ့အတင်းနဲ့ဒီဝေးနဲ့ဘော့စနီးယားနိုင်တဲ့အတင်း2တင်းတွေ့ရမယ်အဲ့ဒီ2တင်းမှာဒီနိုင်တဲ့အတင်းရပဲဒီကမ္ဘာဖလားဝင်ခွင့်ကိုနောက်တစ်ဆင့်ကိုတက်လန်တော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ16တင်းplayoff အဆင့်မှာဒီ၄တင်းတာလေးနောက်တစ်ဆင့်ကိုတက်လန်သွားမှာလို့ကျွန်တော်ကပြောချင်းဖြစ်ပါတယ်ဗျအဲ့ဒါကြောင့်မလို့ဒီနေ့ညမှာဆိုတော့ကျွန်တော်ကတော့ဒီ16တင်းမှာဒီအီတလီနဲ့ဒီမြောက်အိုင်ယာလန်တို့ပွဲစဉ်လေးကိုကျွန်တော်ပွဲကြိုတုံးတက်ချက်လေးအနေနဲ့ပြောပြတော့မယ်ဒီပွဲစဉ်လေးမှာဆိုရင်ပထမအဆုံးအနေနဲ့ကြောပေးမှုလို့ဥစားပြောချင်တယ်ဗျဒီနေ့တင်းမှာဆိုရင်ဒီအင်ရှင်အီတလီအတင်းကအကြောပေးမှုအနေနဲ့ဒီနှလုံးပြ90စားဆိုတဲ့ခြေတန်းလေးနဲ့အတူဂိုးပေါင်းစည်းလေး3လုံးပြ60စားဆိုတဲ့ခြေတန်းလေးဖွင့်ခဲ့တာကျွန်တော်တွေ့ခဲ့တယ်ဗျဘာကြောင့်ဒီလိုခြေလေးဖွင့်ထားတာလဲဆိုတော့ကျွန်တော်အောက်မှာတိတိကျကျလေးကိုရှင်းပြမယ်နော်ဒီအင်ရှင်အီတလီတင်းရဆိုရင်ဒီ2026ကမ္ဘာဖလားခြေစမ်းပွဲတွေမှာဒီအုပ်စုအိုင်မှာရှင်မြန်ခဲ့ရတယ်အဲ့ဒီအုပ်စုအိုင်မှာ9တင်းပါဝင်ခဲ့ပြီးတော့10ပွဲတိတိရှင်မြန်ခဲ့ရတယ်အဲ့ဒီ10ပွဲမှာဆိုတော့6ပွဲတိတိအနိုင်ရရှိပြီးတရီပွဲမရှိ2ပွဲရှုံးဆိုတဲ့ရလဒ်နဲ့ရမှတ်18မှတ်ရရှိကဒီအစင်စရာနှစ်ကနေပြီးတော့ဒီ playoff ကိုထပ်မံရှင်မြန်ခဲ့ရတာဖြစ်တယ်အဲ့ဒီ10ပွဲရှင်မြန်ခဲ့ရမှာသူတို့တိုက်စစ်ကတော့ဒီ22ဂိုးတိတိကိုတွင်းပြီးတော့ခန်းစစ်ကတော့17ဂိုးတန်လင်ကိုပြန်ပေးခဲ့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအင်ရှင်အီတလီတင်းရဆိုရင်ဒီတိုက်စစ်ပိုင်းမှာတော်တော်လေးကိုတွင်းအားကောင်းပြီးတော့ခန်းစစ်ပိုင်းမှာဆိုရင်လည်းဒီတော်တော်လေးကျစ်လက်တဲ့အတင်းတင်းလို့ကျွန်တော်ကမြင်မိတယ်ဗျဒီအဝေးကွပြတဲ့ဒီမြောက်အိုင်ယာလန်တင်းရဆိုလဲဒီ2026ကမ္ဘာဖလားခြေစံပွဲမှာအုပ်စု A မှာရှင်မြန်ခဲ့ပြီးဒီအုပ်စု A မှာ4တင်းပါဝင်ခဲ့ပြီးတော့ဒီ6ပွဲတိတိရှင်မြန်ခဲ့ရတယ်အဲ့ဒီ6ပွဲမှာသူက3ပွဲတိတိအနိုင်ရရှိပြီးတရီပွဲမရှိ3ပွဲရှုံးဆိုတဲ့ရလဒ်နဲ့ဒီအဆင့်3နေရာနေပြီးတော့ဒီရှင်မြန်ခဲ့ရတယ်ဗျ။ဘာကြောင့်အဆင့်3နေရာနေပြီးတော့ဒီ playoff ကိုထပ်မံရှင်မြန်ခဲ့ရတာလဲဆိုတော့သူကဒီ2024-2025 National League မှာအကောင်းဆုံး၄တင်းထဲမှာပါဝင်နေရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ playoff ကိုထပ်မံပြီးရှင်မြန်ခဲ့ရတာဖြစ်တယ်။နောက်ပြီးသူအဲ့ဒီအုပ်စု A မှာသူရှင်မြန်ခဲ့တဲ့6ပွဲမှာဆိုရင်သူတို့တိုက်စစ်ကတော့ဒီ9ဂိုးတန်လင်ဂိုးသွင်းနိုင်ပြီးတော့ခန်းစစ်ကတော့6ဂိုးတိတိဂိုးပြန်ပေးခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမြောက်အိုင်ယာလန်တင်းရဆိုရင်တိုက်စစ်ပိုင်းမှာလည်းအနေငယ်အားနည်းချက်ရှိပြီးခန်းစစ်ပိုင်းကလည်းအမှားများပြီးဂိုးတွေပြန်ပေးခဲ့တာဖြစ်တဲ့အတွက်ကြောင့်ခန်းစစ်ပိုင်းလည်းအားနည်းချက်ရှိတယ်လို့ကျွန်တော်ကပြောချင်ပါတယ်ဗျနောက်ပြီးဒီနေ့တင်းရဟတ်တီပေါင်းထိတဲ့တည်ဆုံမှုတွေကိုကြည့်လိုက်တဲ့ချိန်မှာဆိုရင်ဒီနေ့တင်းရဆိုရင်ဒီ2021ခုနှစ်မတိုင်ခင်ကဒီ9ချိန်တန်းနဲ့တွေ့ဆုံထားပြီးအဲ့ဒီ9ချိန်မှာဆိုရင်လည်းဒီအင်ရှင်အီတလီတင်းနဲ့ရပဲဒီ3ချိန်တိတိ3ချိန်တိတိအနိုင်ရရှိပြီး2ချိန်တည်းရှုံးပွဲလုံးဝမရှိသေးအောင်ကျွန်တော်တွေ့ခဲ့တယ်ဗျဒါကြောင့်မလို့ဒီနေ့ညပွဲစဉ်လေးမှာဒီအင်ရှင်အီတလီတင်းအကြောပေးမှုလေးခြေတန်းလေးဖွင့်ခဲ့တာလို့ကျွန်တော်ကမြင်မိတယ်ဗျနောက်ပြီးသူတို့2တင်းရှင်မြန်မဲ့အချိန်မှာလူစင်ရုပ်ကြည့်လိုက်တဲ့အချိန်မှာဆိုဒီအင်ရှင်အီတလီတင်းမှာဆိုတော့တော်တော်လေးကိုဒီတိုက်စစ်ပိုင်းခန်းစစ်ပိုင်းကွင်းလယ်ပိုင်းဂိုးသမားအစတော်တော်လေးကောင်းနေတာကိုကျွန်တော်တွေ့ခဲ့ရတယ်ဒီအဝေးခွင့်ဖြစ်တဲ့မြောက်အိုင်ယာလန်တင်းမှာဆိုတော့ဒီခန်းစစ်ပိုင်းအားနည်းချက်လေးတွေရောကွင်းလယ်အားနည်းချက်လေးတွေရောဒီတိုက်စစ်ပိုင်းမတေချာမှုတွေရောရှိနေရဖြစ်တဲ့အတွက်ကြောင့်မလို့ပွဲစဉ်လေးကိုတော့ကျွန်တော်ဒီအင်ရှင်အီတလီ body လို့ပဲကျွန်တော်ရွေးချယ်ပေးချင်တယ်ဗျဘာကြောင့်လဲဆိုတော့အီတလီကဒီကမ္ဘာဖလားဝင်ခွင့်ကိုလည်းဒီတရားမတက်လန်းခဲ့ရပဲနဲ့ဒီ playoff အဆင့်အနေနဲ့ရှင်မြန်ခဲ့ရတယ်ဒါကြောင့်မလို့ဒီ playoff အဆင့်ကိုအကောင်းဆုံးပုံစံနဲ့ဒီ16 playoff အဆင့်ကိုအကောင်းဆုံးပုံစံနဲ့ရှင်မြန်ကစားတော့ပြီးတော့ဒီဝင်ခွင့်တနေရာရရှိဖို့အတွက်အကောင်းဆုံးစွမ်းဆောင်သွားလိမ့်မယ်လို့ကျွန်တော်ကမြင်မိတဲ့အတွက်ကြောင့်ဒီပွဲစဉ်လေးမှာကျွန်တော်ဒီ Ancient Italy body လို့ကျွန်တော်ရေးချက်ပေးခြင်းနဲ့ဂိုးပေါင်းစည်းလေးတွေအနေနဲ့3လုံးပြ60စားဆိုတဲ့ခြေတန်းလေးမှာဆိုတော့ကျွန်တော်ဒီကိုမအောက်လေးပဲကျွန်တော်ရွေးချယ်ပေးချင်တယ်ဗျ။ဘာကြောင့်လဲဆိုတော့ဒီ Ancient Italy တင်းရဆိုရင်တိုက်စစ်ပိုင်းမှာအားကောင်းပြီးခန်းစစ်ပိုင်းမှာတော်တော်လေးချစ်လက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ Ancient Italy တင်းရဲ့ခန်းစစ်ကိုဒီမြောက်အိုင်ယာလန်အတင်းနေတဲ့ဂိုးပြန်သွင်းနိုင်လိမ့်မယ်လို့ကျွန်တော်ကမြင်မိတဲ့အတွက်ကြောင့်ဒီ Italy တင်းတွေကပဲဂိုးသွင်းပြီးတော့ဂိုးပေါင်းအောက်သွားလိမ့်မယ်လို့ကျွန်တော်ကမြင်မိတာဖြစ်တဲ့အတွက်ကြောင့်ဂိုးပေါင်းအောက်လေးကျွန်တော်ရွေးချယ်ပေးခြင်းဖြစ်တယ်။ဟုတ်ကဲ့ဒါကြောင့်မလို့ဒီချာတာပရိညမှာရှင်မြန်ကစားတော့မယ်ဒီ Italy တင်းနဲ့ဒီမြောက်အိုင်ယာလန်တင်းတို့ရဲ့ဒီ16တင်း playoff ပွဲစဉ်မှာဆိုရင်တော့ကျွန်တော်ဒီ Ancient Italy အတင်းနဲ့ဒီကိုမအောက်လေးကျွန်တော်ရွေးချယ်ပေးလိုက်တယ်ကျွန်တော်ရွေးချယ်မှုပွဲစဉ်လေးကိုချစ်မိတ်ဆိုတော့အသွေးသူတွေအကြိုက်သူတွေဆိုရင်တော့ယူလို့ရပါတယ်အသွေးမသွင်းတော့ဘက်ကန်နိုင်ပါတယ်ဗျ
နောက်ပြီးတော့ကျွန်တော်ကတော့ဒီကျွန်တော်ရဲ့ channel လေးမှာတပွဲကောင်းလေးတွေပဲတင်ဆက်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့တခြားပွဲစဉ်တွေတခြားနိုင်ငံပွဲစဉ်လေးတွေကိုတိကျနေဆိုရင်တော့ကျွန်တော် Telegram channel လေးကို join ထားဖို့ကျွန်တော်ပြောချင်တယ်ကျွန်တော် Telegram channel လေးကို join ထားတဲ့ညီကိုတွေအတွက်ကျွန်တော်ဒီတပွဲကောင်းလေးတွေရောဒီမောင်တွေလေးတော့ထူးချက်ရွေးချယ်ပြီးမှတင်ဆက်ပေးမှဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် Telegram channel လေးကို join ထားဖို့ကျွန်တော်ပြောချင်တယ်နောက်ဆုံးတစ်ချက်အနေနဲ့ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့ညီကိုတူတယောက်ချင်းစီတိုင်းကိုကျွန်တော်ကတော့ကျေးဇူးအထူးတင်ရှိပါတယ်ပြောကြားရင်းနဲ့ပဲဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်ဗျ